တရုတ်စကားပြောလေ့လာခြင်းအပိုင်းနှစ်ကိုစကြည့်အောင်မြန်မာလိုဆိုရင်ကျွန်တော်တို့ပြောနေကြစကားဆိုရင်ချီယာဟုတ်ပြီလားဘီယာတွေပါအရက်ခွက်တွေပါတိုက်လက်ချေပါချီယာလို့ပြောရင်တရုတ်လိုကကမ်ပေးဟုတ်ပြီနော်ကမ်ပေးဆိုရင်ချီယာခွက်တစ်ခွက်ကိုကုန်အောင်တောက်လိုက်ရနော်နောက်ထပ်တစ်ခုရတော့ကျန်းချေရှာချွီဟုတ်ပြီနော်ဆက်ကြိုးစားပါဆိုပြီးပြောစားကြိုးစားမှုကိုဆက်ပြီးထိန်းသိမ်းသွားပါဘောနော်ဆက်ကြိုးစားပါလို့ပြောချင်ရင်တရုတ်လိုကကျန်းချေရှာချွီဆိုတာဆက်ကြိုးစားသွားပါဆက်လုပ်သွားပါဟုတ်ပြီနော်နံပါတ်3ကြတော့စဉ်းစားပြရစီအေးငါစဉ်းစားလိုက်အောင်မယ်အဲ့ကိုစဉ်းစားပြီးခွင့်ပေးအောင်ဆိုတဲ့ပုံစံပေါ့နော်ပြောချင်ရင်တရုတ်လိုက让我想想ဆိုတာစဉ်းစားပြရစီကျွန်တော်ကိုစဉ်းစားပေးပြရစီအဲ့လိုပုံစံပြောချင်တာနော်နောက်တစ်ခုကြတော့ဗာလဲဆိုတော့အချိန်နီးလာပြီဟုတ်ပြီလားအချိန်နီးကပ်လာပြီဟုတ်ပြီနော်အဲ့ဒါဆိုရင်တရုတ်လိုက时间快到了ဆိုတာအချိန်နီးလာပြီဟုတ်ပြီနော်နောက်တစ်ခုကျတော့ဗာလဲဆိုတော့ကျွန်တော်ကိုပါထဲတွက်ပါဆိုတဲ့ပုံစံဟုတ်ပြီနော်ဥမာဒီဘက်ကိုဘူတူလိုက်မလဲလို့မေးကျွန်တော်ကိုပါထဲတွက်ပါလို့ပြောချင်算上我ဆိုတာကျွန်တော်ကိုပါထဲတွက်ပါဟုတ်ပြီနော်နောက်တစ်ခုကျတော့ဗာလဲဆိုတော့စိတ်မပူပါနဲ့ဟုတ်ပြီလားစိတ်မပူတယ်ဆိုတာဘယ်နေရာမှာတုံးလဲဆိုဥမာဆိုရင်လူတွေရောက်ကိုစိတ်ပူတာနော်အဲ့လိုတရုတ်လိုကဘယ်လိုပြောဆိုရင်စိတ်မပူပါနဲ့ဆိုရင်别担心ဆိုတာစိတ်မပူပါနဲ့ဟုတ်ပြီနော်နောက်တစ်ခုကျတော့ဗာလဲဆိုတော့ကျွန်တော်ကသူ့ရဲ့ fan ပေါ့နော်သူ့ရဲ့ပရိသတ်သူ့ရဲ့ fan ဆိုရင်တရုတ်လိုက我是他的影迷ဟုတ်ပြီနော်ကျွန်တော်ကသူ့ရဲ့ပရိသတ်ကျွန်တော်ကသူ့ရဲ့ fan ပါနောက်တစ်ခုကျတော့ဒါကမင်းဟာလားဒါကျွန်တော်တို့ရဲ့အမြဲတမ်းပြောနေကြစကားပေါ့နော်ဒါမင်းရဲ့ဟာလားဆိုရင်တရုတ်လိုက这是你的吗ဟုတ်ပြီလားဆိုရင်ဒါဟာမင်းဟာလားဒါကမင်းဟာလားဟုတ်ပြီနော်နောက်တစ်ခုပါလဲဆိုတော့သူကကျွန်တော်နဲ့ရွယ်တူပဲဟုတ်ပြီလားသူကကျွန်တော်နဲ့ရွယ်တူပဲဆိုရင်တရုတ်လိုက他和我同岁ဆိုတာသူနဲ့ကျွန်တော်နဲ့ကအရွယ်တူပဲဟုတ်ပြီနော်နောက်တစ်ခုကျတော့ကျွန်တော်ညှင်းဆန်ပါတယ်ဟုတ်ပြီလားဥမာတကူကိုကန့်ကွက်ချင်နေရညှင်းဆန်နေဆိုရင်ညှင်းဆန်တာကိုတရုတ်လိုက我拒绝ကျွန်တော်ညှင်းဆန်ပါတယ်ဟုတ်ပြီနော်ဒီနောက်တစ်ခုကျတော့ဗာလဲဆိုတော့ပါထရီသူရှိတယ်လဲဥမာနော်ဘာသတင်းထူးတယ်လဲဘာထူးခြားမှုရှိလဲဟုတ်ပြီနော်အဲ့လိုဆိုရင်有啥新鲜事吗ဆိုတာအတိအဆန်းပေါ့နော်အတိအဆန်းတွေပါရှိလားပေါ့နော်有啥新鲜事吗ဘာသတင်းထူးရှိတယ်လဲဟုတ်ပြီနော်နောက်တစ်ခုကျတော့ဗာလဲဆိုတော့ကျွန်တော်ကတိပေးပါတယ်ဟုတ်ပြီလားငါကတိပေးပါတယ်မင်းငါကတိပေးတယ်အဲ့လိုပြောချင်我保证ဟုတ်ပြီလား我保证ဆိုရင်ကျွန်တော်ကတိပေးပါတယ်ဟုတ်ပြီလားနောက်တစ်ခုကျတော့ဗာလဲဆိုတော့ကျွန်တော်ကလူပါကျွန်တော်က single ပေါ့နော်အဲ့လိုပြောချင်我是单身ဆိုတာ single ပေါ့နော်我是单身ဆိုတော့ကျွန်တော် single ပါနောက်တစ်ခုကျတော့ဗာလဲဆိုတော့ဥပမာလူတစ်ယောက်ကိုရပါတယ်အမနာပါနဲ့ဆိုရင်တရုတ်လိုက不客气ဆိုတာကရပါတယ်အနာစရာမလိုဘူးဟုတ်ပါနော်နောက်တစ်ခုကျတော့ဘယ်နည်းဖြစ်ရပါတယ်ဟုတ်ပြီလားဘယ်နည်းဖြစ်ရပါတယ်ဆိုရင်တရုတ်လိုက哪间东行ဆိုတာဘယ်ဖြစ်ရပါတယ်ဟုတ်ပြီနော်နောက်ဆုံးတစ်ခုကအရန်ကောင်းတယ်ဟုတ်ပြီနော်မြင်အရန်ကောင်းတယ်ဆိုရင်太棒了ဟုတ်ပြီနော်太棒了ဆိုရင်အရန်ကောင်းတယ်အရန်တော်တယ်ဟုတ်ပြီနော်